စာကြီးလေးလေးလိုချင်တယ်လှတာလေးလေးမှတ်တယ်ဆိုတဲ့အသေးလေးတို့အတွက်ဒီလိုမျိုးဖုန်းစတန်လှလှလေးဝင်ပါတယ်နော်။သူကဒီလိုဘူးလှလှလေးနဲ့လာတော့လက်ဆောင်လေးလေးပေးလို့အရန်အဆင်ပြေပါတယ်ရှင်။ရုပ်ရှင်မဲကြီးကြီးတက်တော့ပဲတုံဒီလိုမျိုးဖုန်းစတန်ကောင်းကောင်းလေးရှိနေရင်ဖုန်းကိုအလေးခံပြီးကင်ထားတယ်မလို့တော့နော်။ပပပလေးမိုးခီးသွားပါသွားဆိုရင်လည်းအိတ်ထဲကောက်ထည့်လိုက်ရုံပဲ။အရင်ကမင်းကဖုန်းလေးပဲသုံးလို့အဆင်ပြေတယ်ထင်တာအခုလိုမျိုးတက်ပလက်နဲ့လဲသူကသုံးလို့အရန်အဆင်ပြေပါတယ်နော်။ပြီးတော့သူက360ဒီဂရီလှည့်လို့ရပြီးတော့ကာလာ300ဝင်ပါတယ်ရှင်။ဒီလိုပန်းရောင်ပစ်ကြီးလေးရဲ့ကြောင်ပုံလေးရဲ့ပြီးလို့ရှိရင်ဒီလိုမျိုးဘီးရားပုံလေးနဲ့300ဝင်ပါတယ်ရှင်။မှာမယ်ဆိုရင်တော့ TikTok CP မှာပဲဖြစ်စေ Viber နံပါတ်3998998032မှာပဲဖြစ်စေဆက်သွယ်မှာလို့ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါနော်။စာကြီးလေးလေးလိုချင်တယ်လှတာလေးလေးမှတ်တယ်ဆိုတဲ့အသေးလေးတို့အတွက်ဒီလိုမျိုးဖုန်းစတန်လှလှလေးဝင်ပါတယ်နော်။သူကဒီလိုဘူးလှလှလေးနဲ့လာတော့လက်ဆောင်လေးလေးပေးလို့အရန်အဆင်ပြေပါတယ်ရှင်။ရုပ်ရှင်မဲကြီးကြီးတက်တော့ပဲတုံဒီလိုမျိုးဖုန်းစတန်ကောင်းကောင်းလေးရှိနေရင်ဖုန်းကိုအလေးခံပြီးကင်ထားတယ်မလို့တော့နော်။ပပလေးမိုးခီးသွားပါသွားဆိုရင်လည်းအိတ်ထဲကောက်ထည့်လိုက်ရုံပဲ။အရင်ကမင်းကဖုန်းလေးပဲသုံးလို့အဆင်ပြေတယ်ထင်တာအခုလိုမျိုးတက်ပလက်နဲ့လဲသူကသုံးလို့အရန်အဆင်ပြေပါတယ်နော်။ပြီးတော့သူက360ဒီဂရီလှည့်လို့ရပြီးတော့ကာလာ300ဝင်ပါတယ်ရှင်။ဒီလိုပန်းရောင်ပစ်ကြီးလေးရဲ့ကြောင်ပုံလေးရဲ့ပြီးလို့ရှိရင်ဒီလိုမျိုးဘီးရားပုံလေးနဲ့300ဝင်ပါတယ်ရှင်။မှာမယ်ဆိုရင်တော့ TikTok CP မှာပဲဖြစ်စေ Viber နံပါတ်3998998032မှာပဲဖြစ်စေဆက်သွယ်မှာလို့ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါနော်။